Hello မမပြောပြမယ်နော်ခလေးတွေနော်ခလေးတွေဘယ်လိုစောက်ထားရမလဲဆိုတော့မမအတွေ့အကြုံတွေပြောပြမယ်နော်တင်ချားတွေတွဲရမယ့်ပုံစံဖြစ်ရတယ်နော်တင်ချော်ဆိုတာတွဲကိုတွဲရမယ်ပေါ့နော်တွဲမယ်အကြိမ်ကြိမ်တွဲမယ်မှားပြီးတော့တွဲမယ်တွဲပြီးတော့မှားမယ်နော်ထပ်တွဲမယ်တင်ချားတွဲရမယ်အင်္ဂလိပ်စာကျတော့ဖတ်ရမယ်စာဖြစ်ရပေါ့နော်ဒါပေမဲ့တင်ချားကျတော့တွဲကိုတွဲရမယ်ဆိုတွဲရမယ်ဆိုတော့မိကုန်းအမြဲကူးနေပေါ်ကအချိန်ကမရဘူးကွာအချိန်စာကုန်တယ်နော်အချိန်မရှိဘူးအချိန်မလောက်ဘူးဆိုတော့မိကုန်းစာအုပ်ကတအုပ်ထားမယ်နော်မိကုန်းစာအုပ်ကတအုပ်ထားမယ်အဖြေလည်းရှိမယ်နော်မိကုန်းစာအုပ်လည်းတအုပ်ထားမယ်နော်နောက်တစ်ခုနံပါတ်2စာအုပ်ကကျတော့မိကုန်းရေးတာမှာလှလှလေးရေးထားမှာနော်ကိုနောက်တစ်ခေါက်ဖတ်ရင်လက်ရည်လှလှနဲ့ပြန်ပြီးတော့ဖတ်နိုင်အောင်နော်လက်ရည်စုပ်ပြတ်တက်နေဖဲမတက်ဘူးဖဲလည်းမကြိုက်ဘူးနော်ဖဲဖို့လည်းမကြိုက်ဘူးဆိုတော့လက်ရည်လှလှနဲ့မိကုန်းစာအုပ်တအုပ်ရေးထားရမယ်နော်မိကုန်းစာအုပ်ရှိမယ်နံပါတ်2စာအုပ်ကကျတော့ formula စာအုပ်နော်တွက်နီးတယ်နော်ဘယ်လိုတွက်တာလဲနော်ဘယ်လိုတွက်တာလဲတွက်နီးတယ်လှလှလေးရေးထားရမယ်နော်သူရဲ့တွက်ပုံတွက်နီးလှလှလေးရေးထားမယ်နော်ဘာမှမရေးဘူးနော်လှလှလေးရေးထားမယ်နံပါတ်3စာအုပ်ကကျတော့အကျန်းစာအုပ်ဖြစ်ရတယ်နော်အကျန်းစာအုပ်မှာကိုကမှားရင်ထပ်တွက်မယ်တွက်ရင်မှားမယ်မှားရင်ထပ်တွက်မယ်ဆိုတော့တွက်ကိုတွက်ရမယ်နော်တွက်ရမယ်ဆိုတော့အကျန်းစာအုပ်ရှိရမယ်နော်အကျန်းစာအုပ်ကတအုပ်ထားလဲရနှစ်အုပ်ထားလဲရနော်ဆိုတော့နော်မိကုန်းစာအုပ်တစ်ခု formula စာအုပ်တစ်ခုပြီးတော့အကျန်းစာအုပ်တွေနှစ်အုပ်လည်းရတအုပ်လည်းရနော်ဆိုစုစုပေါင်း3အုပ်တော့မဟုတ်3အုပ်ရင်4အုပ်ထားရမယ်နော်မဖြစ်ဆိုတော့မိကုန်းကိုရင်းနဲ့ပဲအချိန်ကုန်တာဒါမဖြစ်သေးဘူးနော်ဒါ my mistake ပေါ့နော်ဆင်မရဲ့တွေ့ကြုံဆိုတော့မိကုန်းလည်းကူထားရမယ်တအုပ်တီးထက်ကိုပြန် revision လုပ်ရင် you will know နော်ဆိုတော့အဲ့လိုမျိုးပေါ့နော်အချိန်မကုန်ရအောင်နော်မဖြစ်ဆိုသင်ချားတွဲမဲ့ပုံစံတွေဖြစ်ရတဲ့နော်အင်္ဂလိပ်စာဆိုဘယ်လိုလုပ်ရမလဲဆိုတော့အင်္ဂလိပ်စာ vocabulary စာအုပ်တည်တတ်ထားရမယ် vocabulary meaning တွေကိုမတည်တဲ့ meaning တွေရေးထားရမယ်နော်စာအုပ်နော်ဘာမလို့ meaning စာအုပ်ပဲဒါအုပ်ကျတော့ကိုအကျန်းစာအုပ်ပါနော်အကျန်းစာအုပ်ဒါမှမဟုတ် writing ပါနော်ဝါကြတွေရေးရတဲ့စာအုပ် so အင်္ဂလိပ်စာအုပ်ကျတော့ vocabulary စာအုပ်တည်တတ်တဲ့အုပ်ထားရမယ်ပေါ့နော်တအုပ်ကိုရတအုပ်အဲ့လိုမျိုးဒါပေမဲ့ vocabulary စာအုပ်ရှိရမယ် so အဲ့လိုပါနော်ဒါပေမဲ့သင်ချာကျတော့တအုပ်ထပ်ပို့ရမယ်နော်မိကုန်းစာအုပ်တအုပ်တွက်နီး formula တအုပ်ပြီးတော့အကျန်းစာအုပ်เนาะအင်္ဂလိပ်စာမှာ vocabulary စာအုပ်တအုပ်ပြီးတော့အကျန်းစာအုပ်လေးဝါကြရပါကိုရေးရမယ်ဆိုတော့အင်္ဂလိပ်စာဆိုတာပြောရမယ့်ဘာသာစကားဖြစ်ရတယ်เนาะနားထောင်ရမယ့်ဘာသာစကားဖြစ်ရတယ်သင်ချာကျတော့တွက်ကိုတွဲရမယ့်ဘာသာစကားเนาะတွဲရမယ့်ထဲမှာလေမိကုန်းလေးလေအကျဉ်းကြီးကူးရတာဒါမဟုတ်တဲ့အရာဟမေ for me you can see that ဒါကျတော့မိကုန်းစာအုပ်ဒါကျတော့အဖြေစာအုပ်ဒါကျတော့အကျန်းစာအုပ်ဆိုအဲ့လိုပေါ့နော်ဆိုတော့ပြပြ technique နော်ကျောင်းသားတွေကြည့်လို့ရတယ်ဒီဗီဒီယို